ငါဘိုက်စာနေပြီငါ့ကိုကြွေးမှလားမဟုတ်ရင်မင်းတို့ကောင်ငါစားပြစ်ရမှာလားမှောင်မဲနေတဲ့ညတကောင်ရံမှာထွက်ပေါ်လာတဲ့အတန်နဲ့ကြီးကြောင့်ပွဲတိုင်းကြော်စပ်ဖွဲ့သားအလုံးတွေးပြတ်သွားကြတာပေါ့အောင်လေးရဲ့မျက်လုံးတွေကနီနီရဲနေတယ်လူကလည်းတကူလုံးပူချပြီးအဖျားတွေတက်နေပါတယ်ကွန်ဒရီထွေးဖို့ယူလိုက်တဲ့ရေတံမူကခွန်တစ်ခုကနေဒီလောက်ထိကြောက်စရာကောင်းတဲ့အမောင်လောကသားတအုပ်ကပါလာနိုင်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူးဒါပေမဲ့ဒီဖြစ်ရဆိုတာအမှတ်မထင်ဖြစ်လာတာမဟုတ်ပါဘူးအဲ့ဒီနောက်ကွယ်မှာကြောက်စရာကောင်းတဲ့အညိုးနဲ့ပိစမှုတစ်ခုရှိနေခဲ့ပါတယ်တကယ်တော့ဒီဇလန်ကမင်းသားတိုးကျော်ရဲ့ပွဲတိုင်းကျော်စားဖွဲ့အောင်မြင်စားပြုချိန်ကလေးကစခဲ့တာပါစားဖွဲ့တွေကမင်းသမီးရန်ဖြစ်ချင်တဲ့လုံမငယ်ဆိုတဲ့မိန်းကလေးရှိရဲ့သူကစားဖွဲ့အတွက်အောက်ခြေသိမ်းအလုပ်တွေအားစအပင်ပန်းခံလုပ်ပေးခဲ့သူပါဒါပေမဲ့ကံကြမ္မာမျက်နှာသာမပေးခဲ့ဘူးလေရုပ်ရည်ရောအကားလှပါပြည့်စုံလုံးနဲ့ညာလုံးရှင်ဆိုတဲ့မင်းသမီးတစ်ရောက်လာတဲ့အခါမှာတော့လုံမငယ်တယောက်ဘေးရောက်သွားခဲ့တာပေါ့အဲ့ဒီမနာလိုစိမ့်နဲ့အညိုးကပဲလုံမငယ်ကိုအမောင်လောကထဲတွန်းပို့လိုက်တာပါပဲညာချမ်းတစ်ခုရဲ့အမောင်ရဲ့အောက်မှာထူးဆန်းတဲ့အဖွားကိုတယောက်နဲ့လုံမငယ်တွေ့ခဲ့ကြတယ်သူသေးသွားရင်ကောင်းမှာပဲလို့လုံမငယ်ကငိုရပြင်းပြောမိတဲ့အချိန်မှာအဖွားကမိကွန်းတစ်ခုပြန်မိခဲ့တယ်သမီးသူ့ကိုသေးစီချင်းသမီးရောဘာပေးဆက်နိုင်လဲတဲ့လုံမငယ်ကတော့ကြောက်ပြီးထွက်ပြေးသွားခဲ့ပြီမဲ့သူ့ကိုတိတ်တကူချစ်နေတဲ့ထွေးမောင်ကနောက်ကနေခိုးနှားထောင်နေတာပေါ့ပြီးတော့သူဟာပဲအဲ့ဒီဘေးယူကိုလက်ခံလိုက်တယ်လုံမငယ်မင်းသမီးဖြစ်ဖို့အတွက်ထွေးမောင်ကသူ့ဘဝကိုအမောင်လောကနဲ့အပေးယူလုပ်ခဲ့ပြီးအောင်လန်းပညာတစ်ခုကိုယူဆောင်လာခဲ့တော့တာပေါ့ဇလန်ကအစောအောင်လေးစီပြန်ရောက်သွားပါတယ်ထွေးမောင်ကမြလွန်းရှင်ကိုတိုက်ခိုက်ဖို့ယူလာတဲ့အဲ့ဒီမကောင်းဆိုးဝါးကိုရေတံမှုထဲမှာထည့်သိမ်းခဲ့တာပါလန်ကီမှာအောင်လေးရမသိပဲအဲ့ရေတံမှုတွေကကွန်စရီထွေးမိရာကနေအကုန်လုံးလဲချော်ကုန်တာပေါ့ဆရာတော်ကြောက်လာပြီးအောင်လေးကိုယ်တည်းကမကောင်းဆိုးဝါးကိုမင်းမြန်းတဲ့ခါမှာတော့အောင်လေးကလက်ညိုးကထွေးမောင်စီကိုရောက်သွားပါတော့တယ်ထွေးမောင်တယောက်သူချစ်တဲ့သူတွေလှုပ်ခဲ့သမျှအမားတွေကိုဝန်ခံရင်းအငိုလိုမြည်တက်သွားခဲ့ရတယ်။မကောင်းဆိုးဝါးကိုဆရာတော်ကနှင်ထုတ်ပေးနိုင်ခဲ့ပေမဲ့ပေးဆက်မှုကတော့ကြီးမားလွန်ခဲ့ပါတယ်။လုံမငယ်ကတော့ရှက်လွန်းလို့ဇက်ဖွဲကထာဝရပြတ်ကွယ်သွားပြီးထွေးမောင်ကတော့အောင်လန်းပညာရဲ့အကျိုးဆက်ကြောင့်ခြေထောက်တစ်ဖက်တည်သွားခဲ့ပါတယ်။ပရိသတ်တို့ရေဒါဟာကံရဲ့အကျိုးပါပဲ။သူတစ်ပါးကိုဒုက္ခပေးဖို့ကြံစီတဲ့အညိုတေးတွေဟာနောက်ဆုံးတော့ကိုယ့်စီကိုပုံစံတစ်မျိုးနဲ့ပြန်ရောက်လာတတ်တယ်ဆိုတာပွဲတိုင်းကျော်စဖွဲ့ရဲ့ဖြစ်ရမှန်လေးကသက်သေပြနေပါတော့တယ်ဒီလိုဇာလန်းကောင်းလေးတွေကိုအမြဲတမ်းဆင်ခြင်နေဆိုရင်တော့ Story.mm အကောင့်ကိုအပေါင်းလေးနဲ့ follow လေးလုပ်ခဲ့ပါနော်